Hello မင်္ဂလာပါရှင်ဒီနေ့ကတော့အမရှိုင်းနာစ်ကမိတ်ကလေးပြင်ပြပေးမယ်နော်ပထမအဆုံးမြင်တွင်းနေပါလိညုံနေတယ်ဆိုလို့ရှိရင်ကာလာကော်ရက်တာလိမ်မော်လေးနဲ့အရင်ဦးဆုံးသူ့ကိုဘလန်လုပ်မယ်ပြီးသွားရင်ဖောင်ဒေးရှင်းလေးလိမ့်မယ်ပြီးရင်ကွန်ဆယ်လာလေးလိမ့်မယ်ပြီးရင်ခရင်ပေါ့နော်ဒီကွန်ထရိုးချတဲ့နေရာမှာအမဒီနေရာမှာခရင်တိုက်လေးကိုအသုံးပြုထားတယ်ပေါ့နော်ခရင်လေးနဲ့နားတဲ့လေးကိုဖော်တယ်မီးယူချတယ်နော်ဒီပေါ့နော်ပြောရမယ်ဆိုရင်ဒီခရင်နဲ့လုပ်တဲ့ဟာဒီဖောင်ဒေးရှင်းလိမ့်ပြီးသွားတာကွန်ထရိုးခရင်လေးကိုအမတို့ဒီမီးယူတွေနော်ဒီပေါ့နော်နားတဲ့လေးတွေမှာအမတို့ brush လေးနဲ့သူ့ကိုဆွဲမယ်ဆွဲပြီးသွားတဲ့အခါကျရင်အမတို့ဖော်လေးနဲ့ဘလန်းမယ်ပေါ့နော်ဘလန်းတဲ့အခါကျရင်လည်းတီတီချာချာလေးဘလန်းမယ်ပေါ့နော်ပြီးတော့ loose powder လေးကိုအမတတရရလေးလေးလိုက်ပါတယ်ရှင်အဲ့တော့ဒီ look ကတော့ပေါ့နော်ပွဲတက် look ဖြစ်တယ်မင်္ဂလာဆောင်လေးပါတွေသွားလို့ရှိရင်ဝါသနာတူချင်းချင်းမလေးတွေကိုဟာကိုပြင်သွားနိုင်အောင်ဆိုပြီးတော့အမကပညာဒါနအနေနဲ့မြောက်ပြီးချင်းဖြစ်တယ်ပေါ့နော်တော့ဗီဒီယိုလေးကတော့နည်းနည်းမြန်ထားရတယ်ပေါ့နော်အရန်ရှိသွားလို့ရှိရင်တင်ရတာအဆင်မပြေလို့ပေါ့နော်အဲ့တော့မျက်ခုံးလေးကိုလည်းအမပေါဒါကိတ်လေးပဲတုံးတယ်ပေါ့နော်ပေါဒါကိတ်လေးနဲ့ပဲအမအရင်ဦးဆုံး brush လေးနဲ့လုပ်ပြီးတော့မှအမြင်လေးတွေထုတ်တယ်ပြီးလည်းပြီးရောအမကသူ့ကိုကွန်ဆယ်လာလေးနဲ့တတ်လိုက်တယ်ဆိုတော့မျက်ခုံးမွေးဆွဲနည်းကတော့မျိုးမျိုးရှိတယ်ပေါ့နော်ဒီတစ်ခေါက်ကတော့အမပေါဒါကိတ်လေးနဲ့ပဲအမမျက်ခုံးမွေးကိုတရက်ဖြစ်အောင်ဆွဲထားခြင်းဖြစ်တယ်တစ်ဖက်ကတော့အမချဲ့ပြထားတယ်အဲ့တော့ဒီဘက်တစ်ဖက်ကိုဘယ်လိုချဲ့လဲဆိုတာအမပြမယ်ပေါ့နော်ဒီ eye shadow look လေးကwestern look လေးဖြစ်တယ် indian look လေးလည်းဖြစ်တယ်ပေါ့နော် western look လေးဖြစ်ပါတယ်ရှင်ထားတော့ထားလာလို့တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဝါဒနာတူချင်းညမလေးတွေမိတ်ကပ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်မိတ်ကပ်တီးတန်းတင်နဲ့တက်ချင်တယ်ဆိုရင်လည်းအမရှိမမိတ်ကပ်တီးတန်းတင်နိုင်ရှိပါတယ်ရှင်1x1တေချာဂယုဒီဇိုင်းနဲ့နားမှာထိုင်ပြီးတင်ပေးပါတယ်အဲ့တော့ foundation color ရွေးချယ်နည်း eye shadow ကိုဘယ်လိုချယ်ရမလဲဘယ်လို blend လုပ်ရမလဲ eye shadow ကိုဟိုဘက်ဒီ cut crease ပေါ့နော် full cut crease ရှိတယ် half cut crease ရှိတယ်အဲ့လိုမျိုး cut crease တွေလုပ်တဲ့နေရာမှာခြယ်တဲ့နေရာမှာ color လေးတွေကိုဟိုဘက်နဲ့ဒီဘက်ပေါ့နော်ဘယ်လိုရွေးချယ်ရမလဲဘယ်လိုမျိုး concealer ကိုတည်တည်ချာချာလေးကိုကဒီ cut crease မှာအသုံးပြုရမလဲအသုံးပြုပုံအသုံးပြုနည်းတွေကိုလည်းအမသင်ပေးတာဖြစ်တယ်ပေါ့နော်အမမရှိမှာ makeup တင်တန်းတက်လို့ရှိရင်ရိုးရိုးဒီပြောရမယ်ဆိုဒီအာရှ look တွေမဟုတ်ဘူးပေါ့နော် western look ကိုလည်းတင်ပေးမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဧည့်သည်လာလို့ရှိရင်เนาะဒီပေါ့နော်ဒီပါကစ္စတန်ကရိုးသမီးတွေပြင်တဲ့အခါပဲဖြစ်စီเนาะဒီ Indian ကရိုးသမီးတွေပြင်တဲ့အခါပဲဖြစ်စီဒီ look တွေကိုလည်းပြင်တက်မှဖြစ်မယ်ပေါ့နော် look အမျိုးမျိုးကိုချဲ့နိုင်ရမယ် eye shadow အမျိုးမျိုးအသုံးပြုတတ်ရမယ်เนาะဘယ်ကရိုးသမီးလာလို့ရှိရင်ဘယ်ဧည့်သည်လာလို့ရှိရင်ဘယ်လိုမျိုးသူတို့ကြိုက်တယ်အဲ့ဒီအပေါ်မှာကိုကပြင်ပေးတတ်ရမှာဖြစ်တဲ့အတွက်အမကတော့ eye shadow look ချဲ့နည်းအမျိုးမျိုးကိုသင်ပေးမှာဖြစ်တယ်ပေါ့နော်ဟိုထားသွားထားလာနေစပြီးတော့ western look အထိကိုအမသင်ပေးမှာဖြစ်တယ်အမတတ်ထားသမျှပညာတွေကိုเนาะလာရောက်သင်ယူတဲ့သင်တန်းသားတွေကိုအပြည့်အဝပြင်လည်သင်ကြားပေးမှာဖြစ်တယ်ပေါ့နော်ဒါကအမဟာ eyeliner လေးဆွဲတယ် wing ထုတ်တယ်နော်မျက်တောင်တူလေးတက်လိုက်ပါတယ်ရှင်ပြီးမှအမကpowder brush ပဲသုံးတယ်ဒီမှာ cream တိုက်အမမသုံးထားဘူး powder brush လေးကိုပဲအမပါမှခြယ်လိုက်ပါတယ်ရှင်ဒါက final look လေးပါပြီးသွားတဲ့အခါအမ setting spray လေးကိုဖြန်းလိုက်ပါတယ်ရှင်ဝင်ရောက်ကြည့်ရှုပေးသူလေးတွေပညာလေးတွေရကြပါစေလို့အမဒီနေ့ဆုတောင်းပေးပါတယ်အမအားပေးသူတဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်တို့လေးကနေပြောချင်ပါတယ်ရှင် like and share လေးလုပ်ပေးပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်နော်